Hi guys こんにちはကျွန်တော် floor လေးမတင်ပြတာနည်းနည်းကြာသွားပြီเนาะဆိုတော့ခုတစ်ခါသတင်းနဲ့ကြွပြီဆိုတော့အဖေမျိုးကိုတွားလိုက်ပါမယ်ကျွန်တော်လည်းတူတူလိုက်ခဲ့ကြပါအောင်เนาะ Let's go ကျွန်တော်ကတော့အဲ့နေရရန်ကုန်ကနေပြီးတော့ညာကားစီးသွားပါတယ်ဒါပေမဲ့အဲ့နေကမိုးရအရန်ရွာပြီးကားရအရန်ပိတ်ခဲ့တာအတွက်ကြောင့်ဘတ်ကနည်းနည်းလေးတော့နောက်ကျခဲ့တယ်ပေါ့เนาะစုစုပေါင်းသွားရတော့ကျွန်တော်ညီလေးရကျွန်တော်အကိုရ3ယောက်တူတူပြန်လာဖြစ်ပါတယ်ကျွန်တော်တို့ကတော့မြရှုပ်ပွင့်ပြခရီးတဲ့ပို့ဆောင်ရေး Express ကားလိုက်နဲ့သွားခဲ့တာဖြစ်ပါတယ်။ထိုင်ကုန်နေရာလေးထိုင်ရတာတက်တောင့်တက်တာဖြစ်ပြီးတော့အဲကွန်ကလည်းတော်တော်လေးကိုအေးပါတယ်။အဲ့လိုနဲ့ပဲခဏလောက်စီးပြီးကြာမှာတော့ကျွန်တော်ထမင်းစားမဲ့ညာရောက်ပြီပေါ့နော်။ကျွန်တော်တို့ကတော့86မိနစ်မှရှိရဲ့မင်္ဂလာပါမှာစားခဲ့ပါတယ်။ကျွန်တော်ကတော့နန်းကြီးတုပ်စားခဲ့ပြီးတော့ကျွန်တော်အကိုကရှမ်းခောက်ဆွဲကျွန်တော်ညီကတော့စီတက်ခောက်ဆွဲစားခဲ့ပါတယ်။ဒါပေမဲ့စီတက်ခောက်ဆွဲရတယ်စီအရမ်းများပြီးတော့စားရသိအီလို့သိအဆင်မပြေပါဘူး။သူကမစားနိုင်လို့ဆိုပြီးတော့ထမင်းတုပ်ပေါ့နော်သူတို့ထပ်မှာပေးခဲ့ပါတယ်ထမင်းတုပ်လေးကတော့မစိုးပါဘူးစားရအဆင်ပြေခဲ့ပါတယ်နော်ကိုကစားပြီးတောက်ပြီးပြီဆိုတော့ကားပြန်ထွက်ပါတော့မယ်အဲကားပေါ်ရောက်ပြီးတက်လိုက်ပြီးအိပ်ပျော်သွားတာနဲ့ဂျားထဲမှာမှတ်ပေါ်ချင်းစစ်တာနဲ့ဘာမှမရိုက်ခက်လိုက်ရပါဘူးအဲ့နဲ့မနေ့မိုးလေးအချီမူကြီးနဲ့ထကြည့်ကမှမကိုးရောင်ရောက်နေပါပြီမကွေးကို9နာရီမထိုးခင်လောက်မှရောက်သွားတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှင်တော့မင်းမှုအောင်မှအစောရောက်တာပေါ့ဒါပေမဲ့မင်းညပြောသလိုပဲနှစ်နောက်ကြာဖြစ်တဲ့အတွက်အဲ့လောက်အချိန်လောက်မှရောက်သွားပါတယ်မကွေးမှာခရီးတဲ့တင်ချပါညာလုပ်ပြီးတော့ဒါမင်းဘူးတဲ့စဝင်နေပြီဖြစ်ပါတယ်ကိုကမင်းဘူးရောက်ပါပြီတို့ပေါင်း16000ပဲပေါ့နော်မင်းဘူးကိုတော့9နာရီခွဲပတ်ဝန်းကျင်လောက်ရောက်ပါတယ်အဲ့ဒါတေးသွားတိုက်ပါညာလုပ်ပြီးတော့မင်းဘူးဈေးထဲမှာရှိကျွန်တော်အကြိုက်ဆုံးထမင်းတုပ်ဆိုင်မှာထမင်းတုပ်သွားစားပါတယ်ထမင်းတုပ်စားပြီးတော့နေ့လယ်ထမင်းစားဖို့အတွက်ကိုတူတုပ်သွားဝယ်မှာပဲကျွန်တော်ကတော့ဟိုးငငယ်လေးကတည်းကစားလာခဲ့တဲ့ဒီမသိမ့်တူတုပ်ဆိုင်မှာပဲဝယ်တယ်ပေါ့နော်သူဆိုင်ရာဟာအရန်ကြိုက်ပါတယ်တူတို့တစ်ထုပ်ကို1000တက်စီဆိုတော့1900ပေးရပါတယ်နေ့လယ်ရေးပါလေးချိုးပြီးွားပြီဆိုတော့နေ့လယ်စာကိုခုနဝယ်လာရဲ့တူတုပ်နဲ့ထမင်းစားပါမယ်နေ့လယ်ထမင်းစားပြီးတော့တီးတမောအိပ်ပြောသွားတာညနေလောက်ကျတော့မကွေးကိုသွားပါတယ်မကွေးမှာကျွန်တော်ညီတယောက်ကိုအကြောင်းဝင်ချိုပါတယ်ဝင်ချိုပြီးတော့ကျွန်တော်တို့အသားထုတ်ထုတ်လက်စားခဲ့ပါသေးတယ်စားပြီးတောက်ပြီးပြီဆိုတော့ဒီကတားကတ်နေရဖြစ်တဲ့ကျွန်တော်အဖေရဲ့ရွာကိုသွားပါမယ်ဆိုရွာကမင်းဘူးကနေ10မိုင်လောက်တော့ဝေးတာဆိုတော့နည်းနည်းလေးတော့မောင်းပါပဲအများအကြိုက်လည်းမဟုတ်ပါဘူးကားနဲ့သွားတာဆိုတော့တိတ်တော့မကြလိုက်လို့ပါပဲကားနဲ့ဆိုတော့အရာအကြာကြီးတော့မမောင်းပါဘူးပေါ့နော်ဒီပေါင်း15မိနစ်ပတ်ဝန်းကျင်တော့ကြာသွားပါတယ်နောက်ဆုံးတော့ရွာဝင်ဝကိုရောက်ပါပြီကဲအခုကရွာအိမ်ကိုရောက်ပါပြီဆိုတော့ဒီနေ့ vlog လေးကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်နေ့ကြလို့ရှင်လဲကျွန်တော်တနေ့ဒါရွာမှာဘာရေးလုပ်တယ်သတင်းကြိုးကြလို့ရှင်ဘယ်သွားရဲဆိုတာကိုလည်းတင်အောင်မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page လေးကိုလည်း subscribe and follow လေးလုပ်ခဲ့ပေးကြပါအောင်နော် Bye guys see you in the next video thanks for watching